ဒီနေ့သာသနာတော်နှစ်2575ခုကောဇာနှစ်1384ခုကဆုံလာဇန်2ရက်ညချမ်းခါကာလအမေရိကန်နိုင်ငံမှာနေထိုင်ကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့စုပေါင်းပြီးဆင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားဝဲတပင်ရှင်ဝါနေတရားနာနေကြတယ်တရားနာပြီးတဲ့ပေါင်းသူတော်ကောင်းတို့ကိုဘုန်းတော်ဒီနေ့ညမကောင်းမှုရှာကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားစပြီးတော့ဟောတဲ့တရားဝဲတွေမှာဒီ3ပါးကိုစပြီးတော့ဟောမယ်လို့စိတ်ကူးရှိခဲ့ဘူးလို့အဲ့ဒါဘုန်းတော်မကောင်းမှုရှောင်ဆိုတာတဏှာရင်းနီးအချိန်ယူပြီးတော့ပြောခဲ့တယ်ကောင်းမှုရှောင်ဆိုတာနဲ့ပတ်သက်တဲ့တရားဒေသနာတွေကိုလည်းပဲတဏှာရင်းနီးလောက်ဘုန်းတော်ပြောခဲ့ခုဒီနေ့ညဖြူအောင်စိတ်ကိုထားဆိုတဲ့အပိုင်းဘုန်းတော်နာယူကြည့်ကြရသဗ္ဗပပတ္တအကရဏကုသလတ္တဥပသမ္ပတာသာစိတပရိယောတပနဣတံဗုဒ္ဓနာသာသနံသင်္ဃဝါလူပဲစုမကဝတ်တော်မူပြီးဖြစ်ကြတဲ့အဆူတူသောဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့အဆုံးအမဩဝါဒဣတိကသုံးခုရဲ့အနှစ်ချုပ်အလွန်ကျေပြန့်ပြီးတော့အလွန်မှလည်းပဲလက်ဆိုင်တဲ့အသေးပဲကိုဆောင်တဲ့အဆုံးအမ3ပါးအဲ့ဒါဘုန်းတော်ဒီနေ့ညဖြူအောင်စိတ်ကိုထားဆိုတဲ့အပိုင်းကနာယူကြည့်ကြရမယ်သာစိတ်တပရိယောတပနံမိမိရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအပြည့်ကင်းအောင်ကြိုးစားအထောက်ကြရမယ်ဆိုတဲ့အဆုံးအမဖြူအောင်စိတ်ကိုထားဆိုတဲ့ဒီဒေသနာနဲ့ပတ်သက်ပြီးတော့စိတ်ကဘာကြောင့်မဖြူရတာလို့စိတ်ကိုဘာကြောင့်ဖြူအောင်မြတ်စွာဘုရားကထားခိုင်းတာလို့ဒီစိတ်ကိုဖြူအောင်ဘယ်လိုထားရမှာလို့အပိုင်း3ပိုင်းလောက်ဘုံတို့ခွဲခြားပြီးပြောပြခြင်းတယ်စိတ်ကိုဖြူအောင်ထားဆိုရင်ဒီစကားတော်ကိုဘုံတို့သိချင်စဉ်းစားကြည့်မယ်ဆိုရင်ဘုံတို့ရဲ့စိတ်တွေကမဖြူသေးလို့ဖြူအောင်ထားလို့ပြောနေတာတကယ်၍စိတ်ကဖြူစင်မိသားဖြစ်မယ်ဆိုရင်စိတ်ကိုဖြူအောင်ထားလို့မြတ်စွာဘုရားတိုက်တွန်းနေတဲ့အကြောင်းရှိတယ်နော်ဒါကြောင့်မဖြူသေးလို့မို့ဖြူအောင်ထားလို့ပြောတဲ့နေရာမှာစိတ်ကိုမဖြူအောင်ညှဉ်းနှောအောင်ဘယ်လိုအရာတွေကစိတ်ချင်နေတာတော့ဘယ်လိုအရာတွေကြောင့်ဒီစိတ်ဟာညှဉ်းနှောနေရတာတော့ဒါကိုပထမပိုင်းအနေနဲ့နားလည်ထားရမယ်ဒုတိယပိုင်းအနေနဲ့ဘာကြောင့်ဒီစိတ်ကိုမြတ်စွာဘုရားကဖြူစင်အောင်ထားခိုင်းတာလို့စိတ်ဖြူစင်အောင်ကြိုးစားအထုတ်လို့စိတ်ဖြူစင်ပြီဆိုရင်ဘလို့အကျိုးကျေးဇူးတွေဘလို့အကျိုးရလဒ်တွေထွက်လာမှာမို့လို့စိတ်ကိုဖြူစင်အောင်မြတ်စွာဘုရားထားခိုင်းတာလို့ဒါကိုဒုတိယပိုင်းအနေနဲ့မှတ်သားကြည့်မယ်နောက်ဆုံးပိုင်းအနေနဲ့ဒီစိတ်ကိုဖြူအောင်ဘလို့ထားရမှာလို့ဘယ်နည်းလမ်းကိုအသုံးပြုပြီးဘုန်းတော်ရဲ့စိတ်ကိုဖြူစင်အောင်ကြိုးစားကြရမှာလို့ပိုင်း3ပိုင်းနော်စိတ်ကဘာကြောင့်မဖြူစင်တာလို့ဘာကြောင့်စိတ်ကိုဖြူအောင်ထားဖို့မြတ်စွာဘုရားကဆုံးမတာလို့ဒီစိတ်ကိုဖြူအောင်ဘလို့နည်းလမ်းကိုအသုံးပြုပြီးတော့ဘုန်းတော်ကြိုးစားကြရမှာလို့ဆိုတဲ့အပိုင်းနော်ဘာကြောင့်ဒီစိတ်ကမဖြူစင်ရတာလို့ညှဉ်းနှွမ်းနေရတာလို့အတူဆုံးပြောရရင်ဇာကဒေါသမောဟအစရှိတဲ့ကိလေသာတရားတို့ကြောင့်ဒီစိတ်မဖြူမစင်ဖြစ်နေတာညှဉ်းနှွမ်းနေတာပူလောင်နေတာနော်စိတ်ဘာကြောင့်မဖြူလာလဲလို့မေးရင်ဘုန်းတို့ကျွမ်းကျင်တဲ့စိတ်ထဲမှာနားလည်မှုအပြည့်နဲ့ဆွဲမဲ့မှုတွေဖြစ်နေလို့စိတ်ကမဖြူရတာမကျေနပ်မှုတွေဖြစ်နေလို့စိတ်ကမဖြူရတာအမှတ်တမဲ့နေရင်းနဲ့သဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်မှုမရှိလို့ဒီစိတ်ဟာမဖြူစင်တာညှဉ်းနှွမ်းနေတာဖြေခဲ့ရတယ်နော်ဘုန်းတို့ဝိတ္တသုတ်တံမှာကျတော့မြတ်စွာဘုရားစိတ်ကိုမဖြူစင်အောင်ညှဉ်းနှွမ်းနော်အယောင်ရှဲနေကြတဲ့တရားတွေကိုမြတ်စွာဘုရား18မျိုးတောင်ဟောထားတယ်
အဲ့ဒီသုဒ္ဓကဘာကြောင့်စိတ်မဖြူတာလဲဆိုတဲ့မိဘကိုဖြေတဲ့နေရာမှာအထောက်အထားပြကြအလွန်ကောင်းတဲ့သုဒ္ဓတစ်ပုဒ်ပေါ့နော်ဝိတ္တသုဒ္ဓဝိတ္တဆိုတာအဝတ်ကိုပြောတာအဲ့ဒီသုဒ္ဓမှာမြတ်စွာဘုရားကစိတ်ကိုအဝတ်နဲ့ဥပမာပေးပြီးတော့ဟောယဟန်တို့တဲ့ရှုစင်တန်ရှင်းနေတဲ့အဝတ်ဖြူလေးကိုပကြီးစီဟာသူကြိုက်တဲ့ဆေးရောင်ကိုခြေမယ်ဆိုလို့ရှိကြိုက်တဲ့ဆေးရောင်ကိုခြေလို့ရတယ်အနီရောင်ခြေလိုက်ရင်လည်းအနီရောင်လေးထွက်လာတယ်အဝါရောင်ခြေလိုက်ရင်လည်းအဝါရောင်လေးထွက်လာတယ်ဘာလို့လဲဆိုတော့အဝတ်ကလေးကဖြူနေအဲ့လိုပဲဖြူစင်တန်ရှင်းတဲ့စိတ်နဲ့အဲ့ဒီတတ်တော်ဟာကောင်းမွန်တဲ့မြင့်မြတ်တဲ့ဘဝရလိမ့်မယ်ရောက်လိမ့်မယ်ဘာကြောင့်မြင့်မြတ်တဲ့ဘဝကိုသူရောက်သွားတာလဲရသွားတာလဲဆိုသူ့ရဲ့စိတ်ကဖြူစင်တန်ရှင်းနေတယ်တခါညှဉ်းနှွမ်းနေတဲ့အဝတ်ကိုကြည်ညိုလေးပေးလို့ပေးချမ်းနေတဲ့ညှစ်ပတ်နေတဲ့အဝတ်ကိုပကြီးစရာသူကြိုက်တဲ့ဆေးရောင်ကိုခြေလို့မရနိုင်ဘူးအနီရောင်ခြေလို့လည်းပဲအနီရောင်မထွက်ပြာရောင်ခြေလို့လည်းပြာရောင်မထွက်သူ့ရဲ့ပင်ကိုအခန့်အဝတ်ကညှဉ်းနှွမ်းနေတဲ့အဲ့ဒီညှစ်နေတဲ့အရောင်လေးနဲ့ရောပြီးထွက်ချင်တဲ့အရောင်လေးထွက်လာတယ်ကိုရချင်တဲ့အရောင်စိတ်ကြက်ခြေလို့မရဘာဖြစ်လို့လဲဆိုတော့ဘဝကညစ်နေတယ်အဲ့လိုပဲညင်လွန်နေတဲ့စိတ်နဲ့ဒီတတ်တော်ဟာကောင်းမွန်တဲ့မြင့်မြတ်တဲ့ဘဝကိုမရနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့စိတ်ကညစ်နေတယ်ဒါရိုက်ပြောရလို့ရှိရင်ညင်လွန်တဲ့စိတ်ဟာမြင်မာတဲ့ဘဝကိုမတည်ဆောက်နိုင်ဘူးမဖန်တီးနိုင်ဘူးဖြူစင်တဲ့စိတ်ကလည်းမြင့်မြတ်တဲ့ဘဝကောင်းမွန်တဲ့ဘဝကိုဖန်တီးနိုင်တယ်အဲ့လိုမြတ်စွာဘုရားစိတ်ကိုအဝတ်ကလေးနဲ့ဥပမာပေးအဲ့လိုဥပမာပေးပြီးတော့ဒီစိတ်ကိုညင်တော့အောင်ဘလို့အရာတွေကလုပ်နေတာအေးဆိုတာဘုန်းတော်မှာမကြာခဏဖြစ်နေတဲ့သဘာဝလေးတွေမြတ်စွာဘုရားတိုင်းရှင်ပြီးတော့သတ္တိပြပြီးဟောတာအဲ့ဒီသုဒ္ဓမှာစိတ်ကိုညင်တော့အောင်လုပ်တဲ့အရာ18မျိုးတောင်ရှိတယ်မြတ်စွာဘုရားဟောအဲ့ဒီတော့ဘုဒ္ဓတာတွေမှတ်ကြည့်နော်အပိစ္ဆာဆိုတာသူတော်ပစ္စည်းကိုရားချင်တယ်သူများပစ္စည်းမတရားရချင်တယ်ထိုက်တဲ့အစွမ်းတတိတန်ရာတန်ကြီးဥပကဘာမှမထုတ်ဘဲနဲ့သူများပစ္စည်းရချင်ပြီလေချင်အဲ့ဒါမတရားရချင်တာပဲလေဥဒိယတန်ရာတန်ကြီးလောက်အားကအဲ့ဒီပစ္စည်းနဲ့တန်တဲ့အဖို့အခတန်ဖို့တစ်ခုကိုမပေးဘဲနဲ့တက်သူများကြီးကရကျင်တယ်ဆိုရင်အဲ့ဒါကိုတရားတော်ရကျင်ခြင်းလို့ပြောမလားမတရားတော်ရကျင်ခြင်းလို့ပြောမလားအဲ့ဒါမျိုးတွေကျွတ်တို့စီတွေထဲမှာရှိတတ်တယ်ရုပ်တရက်တွေ့ကြည့်ရင်ဒီအဘိဓါဆိုတဲ့တရားကြီးကတော့တို့စိတ်ထဲရှိပါဘူးလို့ထင်ပါတော့ဒီခါလေးသူများပစ္စည်းကိုရကျင်နေတာလေးတွေရှိဟုတ်လားလူယူမဲ့ကွာဆိုတဲ့အထိတော့မပြင်းထန်ဘူးပေါ့ဒါပေမဲ့စိတ်ကလေးကမတိမတာပါဖြစ်နေနော်ရကျင်နေတာလေးတွေရှိကောင်းနော်အဲ့လိုသူများပစ္စည်းရကျင်ပြီလေဆိုရင်အဲ့ဒီစိတ်ဟာညှဉ်းနှွမ်းပြီးမဖြူရှင်းဘူးသူများပစ္စည်းရကျင်တဲ့စိတ်ဖြစ်လာတယ်အဲ့ဒါစိတ်ညစ်သွားအဘိဓါနောက်ဝိတ္တမလောဘဒါကြတော့မတရားတဲ့လူချင်းမှုသမဆိုတာညီညွတ်တာမျှတတာတရားသမဆိုတာညီညွတ်မျှတဝိတ္တမဆိုတာညီညွတ်မှုမျှတမှုမရှိတာဟုတ်လားမတရားသဖြင့်လူချင်းတာကိုယူရမလားတိုက်ယူရမလားမသိအောင်ပဲလှည့်စားပြီးတော့ယူရမလားတနည်းနည်းနဲ့ရဖို့ကြိုးပမ်းအထောက်တဲ့အနေအထားတွေရအောင်တွန်းပေးတဲ့လောဘမျိုးဝိတ္တမလောဘအဲ့ဒါစိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားစိတ်ကိုသူကရုပ်ပြည့်ဆင်းပြည့်ဖြစ်အောင်ကိုအယောင်ချက်ပြနိုင်ဝိတ္တမလောဘနော်နောက်သုံးမြောက်တဲ့ဘာပြောဗျာပါဒဆိုတာသူတော်ဘာကိုဆင်းရဲစေခြင်းနေတဲ့စိတ်သူများကိုဆင်းရဲစေခြင်းမကြည်နဲ့တဲ့သဘောလေးတူတယောက်ရဲ့ပုံမှာဖြစ်သွားပြီဆိုရင်ကိုယ်ပဲသူ့ရဲ့ဒုက္ခကိုလည်းမျောလင့်တယ်ခုတော့ပါလို့ဖြစ်စေချင်တာလေးရှိဟုတ်လားနည်းနည်းလေးပဲဖြစ်ဖြစ်ဆင်းရဲသွားစေချင်တာလေးရှိခုတော့လုတ်လိုက်ချင်တယ်ဘာလို့လုတ်ပြချင်တော့ဆင်းရဲစေချင်လို့လုတ်တာပေါ့နာအောင်ပြောတယ်နာအောင်လုတ်တယ်
နာသွားပြီဆိုရင်ဒါသူဆင်းရဲတာပဲသူ့ရဲ့ဆင်းရဲကိုလိုလားမကြည်မဲ့တဲ့အခါအဲ့ဒီလိုမျိုးစိတ်တွေဖြစ်လာတယ်အဲ့ဒါကပြာပါဒအဲ့ဒါစိတ်ကိုညှဉ်းနှွမ်းစေတယ်နောက်ကောဒဆိုတာအမျက်ထွက်တယ်ဒေါသရဲ့နာမည်တစ်မျိုးပါပဲသောသောကပြာပါဒလည်းတရားဥကောင်းရင်ဒေါသပဲအဲ့ဒီဒေါသလည်းမျက်နှာစာအမျိုးမျိုးရှိတာနော်အစိတ်အပိုင်းများစွာနဲ့တိဆောက်ထားတယ်လို့တော့ဆိုနိုင်တယ်နော်ကောဒကျတော့ပါတယ်အမျက်နော်သောသောလိုပျက်စီးနေခြင်းနေတာဆင်းရဲနေခြင်းနေတာအဆင့်ထိတော့သိမရောက်ဘူးဒါပေမဲ့မကြည်မချင်းလေးဖြစ်စီထဲမှာခါရခက်မြက်တဲ့အဲ့ဒီလိုသဘောတဘာဝဖြစ်လာပြီဆိုရင်ဒီစိတ်ကတော့ဖြစ်တော့ညှဉ်းနှွမ်းနေပြီကောဒနောက်ဥပါနာဟဆိုတာရံမျိုးပွင့်သူကြတော့သူကဒေါသအပြင်းသားဖြစ်သွားတယ်နော်စိတ်ထဲမှာဒေါသမထုတ်နိုင်တဲ့အခါကျတော့ညာတော့ဖြင့်ဘုန်းတို့ရဲ့ဒေါသတွေကသိရှိတတ္တဝါတွေသူတစ်ဖြင့်လူသားတွေရဲ့ပုံမှာဖြစ်တယ်လူသားတော်မှာကိုယ်နဲ့တီးတယ်ကိုယ်နဲ့ဆက်ဆံမှုများတဲ့လူတွေရဲ့ပုံမှာပဲဒေါသဖြစ်တယ်အဲ့ဒီဒေါသကိုကနိမနာမှာမရုပ်သိမ်းနိုင်ဘူးဆိုရင်တော့ဘယ်ထိရောက်ရံညိုးဖွဲ့တဲ့အဆင့်ရောက်သွားတာနော်သူ့ကိုဘယ်လိုနည်းနဲ့ဒုက္ခပေးရမလို့ဘယ်လိုရှင်းရအောင်လုပ်ရမလို့အကွက်ချအစီအစဉ်ချတဲ့အဆင့်ကိုရောက်သွားတယ်ဟုတ်လားဒါကရံညိုးကြီးတာအဲ့ဒီလိုတွေဖြစ်လာပြီဆိုရင်ဒီစိတ်ဟာအလုံးမပူလဲပူလောင်နေနော်ဒီဒေသနာရပြောမှဆိုညှဉ်းနှွမ်းတယ်ပေါ့နော်ကြီးတွေမျိုးတွေကအဝိဖြူလေးကိုအမျိုးမျိုးပုံဖြတ်နေတယ်ဒီဒေါသတရားစိတ်ကိုပုံစံမျိုးစုံနဲ့ဖြစ်စည်းနေအဘိဇာဝိသမလောဘဖြာပါဒကောဒဥပနာဟအားလုံးရှိတယ်နော်နောက်မက္ခဆိုတာကျေစုကံသူကျေစုကိုခြေဖြတ်တာသူ့ရဲ့ခုံကိုတော်တာကိုအတိအမှမပြုနိုင်တာသူများတော်တာကိုအတိအမှမပြုနိုင်ဘူးသူများကောင်းတာကိုအတိအမှမပြုနိုင်ဘူးအတိအမှမပြုတဲ့အပြင်ဘယ်လိုပါညာလိုပါချူချူဖဲဖဲပြောတာသူများရဲ့ဂုဏ်ကျေးဇူးကိုခြေဖြတ်တယ်လို့စာတော့အဲ့လိုပြောမက္ခသူတော်ဂုဏ်ကျေးဇူးကိုခြေဖြတ်တယ်အဲ့ဒီသဘောတဘာဝတွေစိတ်ကိုညှဉ်းနှွမ်းနေတဲ့တရားပလာတရဟောနောက်တစ်လုံးကခုနှစ်ခုမြောက်ကပလာတဂုဏ်တို့ကိုပြန်စိတ်လူအပါငါးပါနိုင်ရှင်မှုတွေအားကြီးလာတဲ့အခါမှာနော်အတာရလိုတဲ့စိတ်တွေကိုအခြေခံပြီးတော့ဂုဏ်ပြန်တာပေါ့ပေါ်စားဆန်တဲ့စိတ်တွေပါပဲဟုတ်လားအဲ့ဒါတွေကစိတ်ကိုညှဉ်းနှွမ်းစေတယ်ပြီးတော့အိတ်တာမစ္စရိယဟောနှလုံးသွင်းလာအိတ်တာပါနော်မနာလိုတာမစ္စရိယဝန်တိုတာမနာလိုဘူးဆိုတဲ့စိတ်ဟာမစ္စရိယဝန်တိုတယ်ဆိုတဲ့စိတ်တွေဟာဘုန်းတော်တက္ကပညာသုံးတန်ရပြောလို့ရှိရင်မနာလိုခြင်းဝန်တိုခြင်းဆိုတာဘာကြောင့်ဖြစ်တယ်လို့ကြားဘူးတော့ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာဟုတ်လားချစ်ချင်းမုန်းခြင်းရတယ်ဘာကြောင့်ဖြစ်လဲအလိုဆန္ဒကြောင့်ဖြစ်တာတဲ့ကိုယ်အလိုဆန္ဒပြည့်ရင်ချစ်တယ်ကိုယ်အလိုဆန္ဒမပြည့်ရင်မုန်းတယ်အဲ့ဒီချစ်ချင်းမုန်းခြင်းဖြစ်လာပြီဆိုရင်ချစ်ချင်းမုန်းခြင်းရဲ့နောက်ဆက်တွဲကမနာလိုခြင်းဝန်တိုခြင်းပဲဟုတ်လားကိုချစ်ပြီးရေးဆိုရင်အဲ့ဒီချစ်တဲ့အရာနဲ့တည်ပြင်းလို့ပါတော့ဆက်ဆံနေခြင်းမှုမထိဆက်နေခြင်းမှုဒါဝန်တိုတာပါနော်မစ္စရိယကိုမုန်းမိရေးဆိုရင်မုန်းတဲ့လူအခိုင်ပြေတာကိုစိတ်ထဲကနားမထောင်နိုင်ဘူးမကြားခြင်းဘူးမမြင်ခြင်းဘူးဒါပါတော့အိတ်တာကိုမုန်းတဲ့လူကြီးပွားတယ်အဆင်ပြေတယ်ဆိုရင်ကြားတာကိုဖြစ်နေဆင်းရဲဟုတ်လားအခမ်းရခက်တယ်နော်ဘယ်သူကြောင့်အခမ်းရခက်သွားတာတော့ကိုယ့်ရဲ့မနာလိုတဲ့စိတ်ကြောင့်အခမ်းရခက်သွားတယ်နော်အဲ့လိုမနာလိုမှုဝန်တိုမှုတွေကစိတ်ကိုအယောင်ဆိုးတဲ့တရားညှဉ်းနှွမ်းစေတဲ့တရားစိတ်ဘာကြောင့်မဖြူတယ်လဲဆိုတဲ့ပထမပိုင်းလေးကိုဘုန်းဘုန်းတို့ပြောတယ်နော်အဘိဓါဝိသမလောဘဇာဘာဒခောဒဥပနာဟမက္ခပလာတအိတ်တာမစ္စရိယနောက်ထပ်တွဲလာမာယာတာတိယဟုတ်လားမာယာလက်ပတ်တာတိယကောက်ကျစ်မာယာဆိုတာကသူကမရှိတဲ့ခုံကိုရှိခြင်းဆောင်နော်တာတိယဆိုတာရှိတဲ့မာယာဆိုတာကသူရှိတဲ့အပြစ်ကိုသူဖုံးကွယ်တာတိယဆိုတာမရှိတဲ့ခုံကိုရှိခြင်းဆောင်ဘုန်းတော်ဘုရားရှင်တပါးကဒီစိတ်ကလေးတွေကနော်တတိမထားလို့ရှိရင်အခါအားလျော်ဆိုတာအကြောင်းအားလျော်ဖြစ်တဲ့လှည့်စားတဲ့သဘောကောက်ကျစ်တဲ့သဘောစိတ်ရဲ့သဘာဝတွေအကုန်လုံးကလောဘဒေါသကိုအခြေခံတာပါပဲတကယ်ရတယ်နိဒါပေမဲ့ဒီစကားလေးတွေကြတော့ဒီချက်သုံးလေးတွေနော်
အပေါ်ယံလေးတွေဘုံတို့နားလေစရာအလွန်ကောင်းနော်တကယ်ဖြစ်တဲ့သဘာဝလေးဒါစိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားတွေနောက်ထံပတာရံပထံပဆိုတာချုပ်ချယ်ခြင်းအထံပဆိုတာခက်ထန်ခြင်းတာရံပဆိုတာချုပ်ချယ်ခြင်းထံပဆိုတာခက်ထန်မာကျောမနူးညံ့ဘူးမသိမ်မွေဘူးပေါ်လာကြည့်ရင်လည်းတောင်မကျိုးဘူးနော်ပြောတာဆိုတာနားထောင်ရင်လည်းအဆင်မပြေဘူးသူ့ရဲ့စိတ်ထဲကွာတော့ဖြစ်နေခက်ထန်မှုမာကျောမှုတွေရှိစိတ်ကခက်ထန်မာကျောနေလို့ရှိရင်အတန်ကလည်းပဲပိတာပုံသဏ္ဍာန်ကလည်းပဲပိတာအဲ့ဒါတွေကစိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားတာရမဆိုတာချုပ်ချယ်သူများဘဝလေးကိုဝင်ပြီးတော့ဆွတ်ဖက်ခြင်းသူများကိုကုသိုလ်ဉာဏ်ဖြစ်စေခြင်းအဲ့ဒါဒီမျိုးစုံနဲ့မရရအောင်ကြောတစ်ဖက်သားလည်းစိတ်ဆင်းရဲဘဝလည်းကိုပြောတဲ့အတိုင်းဖြစ်တော့ကိုယ်လည်းစိတ်ဆင်းရဲနှစ်ဦးနှစ်ဖက်အလွန်မှလောင်မြိုက်စေတဲ့တရားဒီတာရမချုပ်ချယ်နော်စိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားတွေကမြတ်စွာဘုရားအစီအစဉ်ကြဟောနောက်မာနအတိမာနနှလုံးသွဲလေးရလားနော်မာနအတိမာနမာနဆိုတာကတော့ဗမာစကားလုံးတောင်ဖြစ်နေပါဟုတ်လားမာနမန်တက်အတိမာနအလွန်ကိုမန်တက်တယ်ဟာသူကြတော့မျက်မုံကျိုးစရာကောင်းဖြစ်သွားနော်စောင်းကြွားအဆင့်ရောက်သွားနော်မြင်လိုက်ရတာနဲ့ကိုပဲနှောင်တန်ဆူးနေအတချို့ပြောရတာဟုတ်လားအဲ့ဒါမှနော်အတိမာနအလွန်ကိုအထင်ရောက်ပြီးတခါတည်းဘယ်သူမှတူတယ်တန်တယ်လို့ကိုမထင်တော့ဒါစိတ်ကိုအလွန်မင်းညှဉ်းနှွမ်းစေတဲ့တရားနော်မာနအတိမာနပြီးတော့ပါတယ်တော့မဒ္ဒပမာဒမဒ္ဒဆိုတာရှင်မူးတာဘုရုတဲ့သဘာဝအကြောင်းအားလေးကိုဘုံဘုံတို့မှာစင်ကြယ်တာလေးတွေရှိတယ်ဟုတ်လားအဲ့ဒါမျိုးလေးတွေဖြစ်လာကြတယ်စိတ်ကသာယာတဲ့ရှင်မူးတဲ့ဒါလေးတွေပဲချက်စားပြီးတော့နေတော့တာမဒ္ဒရှင်မူးနော်ပမာဒဆိုတာနော်မေ့လျော့သူတော်အောင်တရားကိုမေ့တယ်ကုသိုလ်ကောင်းမှုတွေကိုမေ့တယ်နော်ကုသိုလ်ဒီဟုသောအကြောင်းကြောင့်လူဖြစ်လာတဲ့လူသားကိုယ့်ရဲ့ကြည်လူရှင်အကြောင်းတရားဖြစ်တဲ့ကုသိုလ်ကိုတော့မဖြစ်တော့မေ့ရသွားတယ်ဘဝမေ့ရဆိုတာဟုတ်ကိုယ့်ဘဝရဲ့အကြောင်းတရားလေးကိုမေ့ရထိုးဆင်းပါပဲအကြောင်းတရားမေ့သွားတော့နော်အဲ့ဒါတော့ပမာဒအဲ့ဒါမြတ်စွာဘုရားဟောပြ18မျိုးနော်စိတ်ဟာဘာကြောင့်ညှဉ်းနှွမ်းသွားတယ်လဲစိတ်ကိုဘာကြောင့်ဖြူအောင်ထားခိုင်းတာလဲဆိုတာမပြောသေးခင်မှာစိတ်ကဘာကြောင့်မဖြူမစင်ဖြစ်နေရတာတော့ဒီစိတ်ကဘာကြောင့်ညှဉ်းနှွမ်းနေရတာတော့ပြောတာဟုတ်လားအဲ့ဒါဆက်ပြီးတော့ဘုန်းဘုန်းတို့ဒီစိတ်ကိုနော်ဘလို့အကျိုးရလက်တွေကိုမြင်တော်မူလို့မြတ်စွာဘုရားဖြူရှင်အောင်ထားကြတိုက်တွန်းတော်မူတာလို့စိတ်ဖြူလို့ရှိရင်ဘုန်းဘုန်းတို့ဘလို့ကောင်းကျိုးချမ်းသာရမှာတော့ဒါလေးကိုဘုန်းဘုန်းတို့ဆက်ပြီးတော့မှတ်သားနော်လူရင်းလေးပြောရလို့ရှိရင်တော့စိတ်ဖြူစင်ရင်ဖြူစင်တဲ့လောက်သိနိုင်မြင်နိုင်သောအားကြီးတယ်ဒီစိတ်ကဘုန်းတို့မမြင်ရဘူးမသိနိုင်ဘူးအတိတ်အမြင်တဲ့အလင်းတဲ့နေပါနေတယ်ဆိုတာစိတ်ကညှဉ်းနှွမ်းနေမကြည်ဘူးပေါ့နော်စိတ်ကညှဉ်းနှွမ်းနေတဲ့ခါကျမကြည်ဘူးမကြည်တော့မလင်းတော့ဘူးနော်ဟုတ်တယ်မဟုတ်လားကြည်နေရင်လင်းတော့ဟုတ်လားလင်းသွားရင်မဖြစ်လို့မြင်မယ်ပေါ့သဘာဝလေးကိုပြောပြတယ်အဲ့ဒါလို့စိတ်ကိုဘာကြောင့်ဖြူအောင်ထားခိုင်းတာတော့စိတ်ဖြူစင်လို့ရှိရင်ဘလို့ကြည့်ကြည့်လို့ရမလို့ဆိုတဲ့မိကုန်းနဲ့ပတ်သက်ပြီးတော့ဘုန်းတို့တတိပြပြီးတော့ပြောစရာအလုံးကောင်းတဲ့ဒေသနာတော်ကဒီမှာတွေ့ရလို့ဆိုတော့သင်္ကုတ္တပါဠိတော်ဧကတိပဋ္ဌာန်မှာတွေ့ရတယ်အဲ့ဒီမှာမြတ်စွာဘုရားစိတ်ကိုရေနဲ့ဥမာပေးနော်ဆိုတော့စိတ်ကိုအဝတ်ပိုင်းလေးနဲ့ဥမာပေးနော်တခုကတော့စိတ်ကိုရေနဲ့ဥမာပေးဖြတ်ပြောလိုက်ရင်ဒကာကြီးတို့နားတာဆင်ပြေလားအသာဆင်ပြေလားတရားပါရှင်ဗျာဒီပါရရှင်ဗျာဟုတ်ပြီအစင်မပြေဘဲနဲ့ဘုံဘဝရှိရနေတွန်းပြောနေလို့ဖြစ်ပါရှင်လို့နောက်ဆန်တင်းပြတ်တော့မရှိပါဘူးဗျာဟုတ်ပြီနော်အဲ့လိုဆိုဘုံတို့ဒုတိယပိုင်းလေးဆက်ပြီးတော့နားရုံကြည့်မယ်နော်ဒီမှာဗျာစိတ်ကိုဘာကြောင့်ဖြူစင်တန်ရှင်းအောင်မြတ်စွာဘုရားဒါဖို့တိုက်တွန်းရတာဆုံးမရတာစိတ်ဖြူစင်တန်ရှင်းလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရမှာတော့အဲ့ဒီမိဂုံးလေးအတွက်နော်အလုံးမသဘာဝကြားတယ်အားရစရာကောင်းတဲ့အဖြစ်တစ်ခုနော်င္ကုတ္တပါဠိတော်ဧကနိပ္ပမလားစိတ်ကိုဘာနဲ့ဥမာပေးရှည်နဲ့ဥမာပေးရဟန်းတို့တဲ့ဖြူစင်တန့်ရှင်းပြီးတော့ကြီးနေနေတဲ့ရေကန်တကကြီးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီရေကန်ထဲမှာ
ငါးလေးတွေသွားနေတာကိုလည်းမြင်နိုင်တယ်။အောက်သွားလေးတွေဖြူလေးတွေရှိနေတာကိုလည်းမြင်နိုင်တယ်။တရလေးတွေကျွေးပြီးတော့ဆွေးပြီးတော့ညက်သွားတဲ့အောက်ခြေမှာကပ်နေတာကိုလည်းမြင်နိုင်တယ်။ဒီထဲမှာဘာပဲရှိနေဖင်းဖောက်ပြီးတော့မြင်ရတယ်။ဘာလို့ဆိုရေကရှိနေလို့ဟုတ်လား။ရေကရှိနေတယ်။အဲ့ဒါလိုပဲတဲ့ကိုယ့်ရဲ့စိတ်ကလေးကအပြစ်အနာစာကျင်းလို့ညှဉ်းနှွမ်းမှုတွေကျင်းလို့အမိုက်တဲ့အမှောင်ဓာတ်တွေကျင်းလို့ဒီစိတ်ကလေးကြီးနေတယ်တန့်ရှင်းနေမယ်ဆိုလို့ရှိရင်ဒီကြီးနေတန့်ရှင်းတဲ့စိတ်နဲ့ဒီပုဂ္ဂိုလ်ဟာဘာဖြစ်လဲဆိုကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းပဲမှန်မှန်ကန်ကန်မြင်နိုင်လိမ့်သူတော်ဘာရဲ့အကျိုးစီးပွားကိုလည်းမှန်မှန်ကန်ကန်မြင်နိုင်လိမ့်မိမိသူတော်ဘာနှစ်ဦးသားတို့ရဲ့အကျိုးစီးပွားကိုလည်းမှန်မှန်ကန်ကန်မြင်နိုင်လိမ့်အလွန်တရာမှထူးကဲမြင့်မြတ်တဲ့တာမန်လူသားတွေမသိနိုင်မမြင်နိုင်တဲ့တရားလူတရားမြတ်လို့ဆိုတဲ့မဲ့ဉာဏ်ပူဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတဲ့အနေအထားတစ်ခုကိုလည်းအဲ့ဒီပုဂ္ဂိုလ်ဟာကြောက်သွားလိမ့်မယ်လောက်အားရတယ်အကောင်းတယ်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုပြောလဲနော်အနာဝိဒေနစိတ်ဒေနအထထဝါပိညတတိပရထဝါပိညတတိဥပိယထဝါပိညတတိဥဒ္ဒရိဝမနုဿဓမ္မအလမရိယညာဏတတနာအလမရိယညာဏတတနာဝိတေတံပစ္စည်းကရိတတိတိဧတံဌာနဝိတတိဧတံဌာနဝိစတိရှုရှင်တန်ရှင်းတဲ့ကြည်လင်တောက်ပတဲ့စိတ်နဲ့ကိုကျိုးရှိပါကိုမြင်လိုက်တယ်သူများရဲ့အကျိုးရှိပါကိုလည်းမြင်လိုက်တယ်မိမိသူတစ်ပါးနှစ်ဦးသားလောကကြီးတစ်ခုလုံးရဲ့အကျိုးရှိပါကိုလည်းမြင်လိုက်တယ်နော်အလမရိယညာဏတတနာနော်ဥတ္တရိမနုဿဓမ္မအလမရိယညာဏတတနာဝိတေဒီစကားမျိုးလေးနားထဲကိုရှင်းပြအောင်မှတ်ဟုတ်လားဥတ္တရိမနုဿဓမ္မနော်လူသားမနေသိတဲ့တရားထက်တာတော်နဲ့နော်အလမရိယညာဏတတနာဝိတေထူးကဲတဲ့မြင့်မြတ်တဲ့မဉ္ဇဉ်ပူဉ္ဇဉ်တွေကိုဆိုလိုတာဟုတ်လားအဲ့လိုတရားတွေကိုပစ္စည်းကရိတတိတိမျက်မှောက်ပြုနိုင်လိမ့်မယ်ဆိုတဲ့ဧတံဌာနဝိဇ္ဇတိအဲ့ဒီအကြောင်းဟာရှိဖို့ရှိတယ်။ဘာလို့လဲစိတ်ကကြီးနေတယ်ဟုတ်လားရေကကြီးနေရင်ရေထဲမှာမရှိတယ်ဆိုတာကိုမြင်တယ်လို့မျိုးစိတ်ကကြီးနေပြီဆိုလို့ရှိရင်ဒီစိတ်ကနော်ဘာလို့ရင်အကျိုးရှိမယ်ဘာလို့ရင်အကျိုးမဲ့မယ်တချို့အတွက်ငါအတွက်သူ့အတွက်အကုန်လုံးကောင်းတာနေနော်မြင်နိုင်အဆုံးစွန်ပဲကြည့်သွားမှာတော့ဉာဏ်လေးအစစ်စစ်မြင်အတိတွေအစစ်စစ်မြင်ပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်တို့ဖြစ်တာနဲ့သိနိုင်မြင်နိုင်တဲ့နိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုသာကြည်လင်တန်ရှင်းတဲ့စိတ်နဲ့မြင်ရလိမ့်မယ်သိရလိမ့်မယ်လို့အဲ့လိုခေါ်လောက်အားရတဲ့အကောင်ဟုတ်လားဆန့်ကျင်ဘက်အနေနဲ့ပါပြောလို့ဒီနေရာနောက်ကျနေပြီမိုးတွေဝါလို့ဟာဖုံတွေရောပလဲတွေရောအကုန်လုံးနှုံးတွေထားပြီးတော့ရေတွေကဝါကျင်းနေနောက်ကျနေမှလည်းမသိတိမ်မှလည်းမသိအဲ့ဒီရေတွေနှံ့ကျင်ဟုတ်လို့ဘာမြင်ရမလဲဘာမှမမြင်ရဘူးကြောက်သွားလည်းမမြင်ရဘူးငါလည်းမမြင်ရဘူးငါရှိလည်းမရှိလည်းမသိဘူးဘာမှမမြင်ရဘူးအဲ့ဒါလိုပဲတဲ့အဝိဒေနစိတ်ဒေနအထထဝါပိအထထဝါညတတိပရထဝါညတတိနောက်ကျတဲ့စိတ်နဲ့အကြည်နေတဲ့စိတ်နဲ့ညှဉ်းနှွမ်းတဲ့စိတ်နဲ့ကိုယ့်ရဲ့အကျိုးစီးပွားမမကမသိနိုင်ဘူးကိုယ့်ကိုဘာလို့ဘာဖြစ်မယ်ဆိုတာတော့မသိဘူးဆိုတိုးတာပဲအောက်မတင်လို့တော့လှုပ်လိုက်တာပဲဒါပေမဲ့ပင်ကိုဉာဏ်အမြင်ကွာစပြီးတော့မှောက်မှားနေတဲ့အခါကျတော့လုံးတပြအလွဲဒါပါတော့ညှဉ်းနှွမ်းတဲ့စိတ်ကိုအခြေခံပြီးတော့သွားနေတာကိုသဘောပေါက်ရင်လည်းဘုံပြောတာကိုယ်ရစီးပွားမမြင်နိုင်ကိုယ်ရုပ်မမြင်တဲ့လူကသူများအကျိုးလို့မြင်မလို့ဘာမှမမြင်နိုင်ဘူးဒီလိုသူရုပ်ကိုရုပ်ဘာလို့ဘာဖြစ်မယ်ဆိုတာတော့မသိတဲ့ပုဂ္ဂိုလ်ကသူကမြင့်မြတ်တဲ့တရားဥတရားမြတ်ကိုသိနိုင်မြင်နိုင်တဲ့အကြောင်းရှိဖို့မရှိဘူးဥဒ္ဒရိဝမနုဿဓမ္မလမရိယညာဏတတနာဝိသေတံပစ္စည်းကရိတတိတိနေတံဌာနဝိဇ္ဇတိဘလို့မှအဲ့ဒါမဖြစ်နိုင်ဘူးရေတွေကနောက်နေရေတွေကရတယ်ဘလို့မှမမြင်နိုင်တယ်လို့စိတ်တွေကနောက်နေပြီဆိုစိတ်နောက်တယ်ဆိုတာဘလို့နေရာမျိုးမှာသုံးတယ်ကျွတ်တို့ရွာတွေကတော့စိတ်နောက်တယ်ဆိုတာယူတဲ့လူတွေကိုပဲသုံးတာနော်စိတ်နောက်တာတော်ကောင်းတယ်နော်အဲ့ဒီစကားစိတ်ကဘလို့ဖြစ်နေနောက်ခေါင်းနေနောက်နေရင်ခံစားရတာဘလို့နေတော့နော်ဘာမှကြည်ကြည်လင်းလင်းရှင်းရှင်းလင်းလင်းမရှိဘူးမလေးတခါလေးစိတ်တွေကလည်းနောက်နေတာဟုတ်လားဆရာမြတ်စွာဘုရားပေးတဲ့ဥမာအလုံးကောင်းတယ်နော်နောက်ကျတဲ့စိတ်ကြည်လင်တဲ့စိတ်အဲ့ဒါလိုပဲနောက်ကျတဲ့စိတ်ကြည်လင်တဲ့စိတ်ဟုတ်လားသူတို့ရဲ့အစွမ်းတတိဒီနေရာချင်းနောက်ကျတဲ့စိတ်ဆိုရင်အစွမ်းတွေဘလို့တုံးနေကိုယ့်အတွက်ကိုယ်တော့မသိဘူးသူများအတွက်ဆိုတော့ဝေးရောဟုတ်လားတရားသူတရားမြတ်ဆိုတော့ကိုတို့တော့ဝေးသွားဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့မြတ်စွာဘုရားကဘာကြောင့်ဒီစိတ်ကိုဖြူစင်အောင်နှံ့ရှင်းအောင်ကြိုးပမ်းအားထုတ်ခိုင်းမလဲလို့နော်မိဘထုတ်မယ်ဆိုလို့ရှိရင်ဒီဒေသနာလေးကိုထောက်ဆပြီးတော့
မှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်တိတိယောက်ယောက်ဖြည့်တတ်ဖို့လိုတယ်နော်အလုံးနဲ့ပြောရရင်ဒီတင်တီတိုင်းမြင်တဲ့မြင်လိုက်တာကိုသိမယ်မြင်မယ်နောက်ဆုံးဘယ်ထိသိသွားမြင်တော့မယ်တော့နိဗ္ဗာန်ချမ်းသာကိုတော့သိနိုင်မြင်နိုင်တဲ့အဆင့်ကိုရောက်သွားဒါကြောင့်စိတ်ကိုဘာကြောင့်ဖြူအောင်ထားခိုင်းတာတော့လို့မေးရင်သိနိုင်မြင်နိုင်စွာမြင်မအောင်စိတ်ကိုဖြူအောင်ထားခိုင်းတာဖြူရှင်တဲ့စိတ်ကလည်းသိမြင်တော့တဲ့စိတ်ကမသိနိုင်ဘူးဒီအတိဒီအမြင်လေးရပဲတကယ်တမ်းပြောရရင်တော့ဘဝရဲ့အနှစ်သာရဒီဟာအနိမ့်အမြင့်ဒီပင်လူတယောက်ရဲ့လူဘဝရဲ့လူတယောက်တန်ဖိုးရဲ့အနိမ့်အမြင့်ပြောရရင်ဟုတ်လားအတိအမြင်နှိမ့်ရင်ဒီလူဘဝဟာဒီလူအဆင့်တန်းဟာနှိမ့်နော်အတိအမြင်မြင့်ရင်ဒီလူတန်ဖိုးဒီလူအဆင့်တန်းဟာမြင့်ဟုတ်လား level ကိုဘုန်းဘုန်းတို့အတိဉာဏ်နဲ့လားတိုက်တာတဲ့ဟုတ်လားဘုန်းဘုန်းခဏခဏပြောဦးပါလေအတိဆန်တဲ့လူတွေနဲ့ဘာကွာတာတော့သူတို့လည်းပဲမျက်စိလေးနှလုံးနဲ့နားလေးနှစ်ပေါင်းနဲ့တော်တော်ကြီးကိုတူရနော်တကယ်တမ်းတိဆောက်ထားပုံအာယတနာ6ပါးနဲ့တိဆောက်ထားတာပဲဟုတ်တယ်မို့လားစဉ်းစားကြည့်တော့မျက်စိနာနာတရားကိုစိတ်နဲ့သူတို့လည်းခံစားတတ်တဲ့သိတယ်ဒါပေမဲ့ဘယ်လောက်ထိသူတို့ဟာလူနဲ့ရှင်လိုက်ရင်နှိမ့်ချနေတော့သူတို့ဘုန်းဘုန်းတို့တတ်လည်းပဲဘာမှသူတို့မတရားဆွလို့လည်းမရဘာခွင့်ရေးမှလည်းမရှိဟုတ်တယ်မို့လားထင်တယ်လူတွေကလုပ်နေကြနော်တိဆန်လေးဘာလို့လူနဲ့တိဆန်နဲ့အောက်ကြီးကွာနေတာအသိဉာဏ်ကွာလို့ပဲလေအဲ့လိုပဲလူအချင်းချင်းလည်းကွာခြားတယ်ဆိုတာဒီပြင်ကွာခြားမှုတွေကိုတကယ်တမ်းကဘုန်းဘုန်းတို့ကသိအရေးမထားတဲ့ဒီပြင်ကွာခြားမှုကလောက်ကြီးပြောပတ်လောက်နော်သိနိုင်မြင်နိုင်သောကွာခြားမှုတည်တာတကယ်ပြောလောက်တဲ့ကွာခြားမှုဒါကိုဘုန်းဘုန်းတို့နားနေတယ်ဟုတ်လားဒါကြောင့်ဘုရားရဲ့သိနိုင်မြင်နိုင်ခြင်းဟာဘယ်တော့အရေးကြီးတယ်လဲအရေးပါတယ်ဆိုတာကိုနားလည်ပြီးတော့အတိသိနိုင်မြင်နိုင်တဲ့အနေအထားတစ်ယောက်ကိုရောက်ရှိအောင်ဘယ်လိုစိတ်ကလုံနိုင်တာလဲကြည်လင်ပန်းရှင်းတဲ့စိတ်ဖြူရှင်တဲ့စိတ်ကလုံနိုင်ဟုတ်လားဒါမို့လုံမြင်ပါတဲ့ဒီသိနိုင်မြင်နိုင်ခြင်းကိုနော်နောက်ကျတဲ့စိတ်ကလုံးဝမလုံနိုင်ဒါဘာကြောင့်စိတ်တွေကနောက်နေတာလဲမဖြူရှင်းနေတာလဲဆိုတော့16မျိုးတောင်ပြောတယ်နော်အနှစ်ချုပ်မယ်ဆိုတော့ကိလေသာ10ပါးပေါ့ဒါနဲ့ပို့ပြီးတော့အနှစ်ချုပ်အောင်မယ်ဆိုရင်တော့ဘာပြောမလို့လောဘဒေါသမောဟ3မျိုးပေါ့နော်အဝိဇ္ဇာမလမလတ္တပရမမလအတိမှုအဝိဇ္ဇာကတော့အညစ်အကြေးကအညစ်အကြေးထဲမှာအဆိုးဆုံးပဲလို့ပေါ့သူ့ကိုကျတော့ခေါင်းဆောင်နေနဲ့တက်ပြီးတော့ဟောတာလေရှိဟုတ်လားဒါဦးဇင်းတို့ဒုတိယပိုင်းအနေနဲ့ပြောပါတယ်ဟုတ်လားဘာကြောင့်စိတ်ကိုဖြူအောင်မြတ်စွာဘုရားထားခိုင်းတာတော့ဘလို့အကျိုးရလဒ်ကိုမြင်လို့ထားခိုင်းတာတော့ဆိုဘုန်းတို့လိုရင်းအဓိကကြတဲ့အချက်ကိုပဲပြောလိုက်ပါတယ်ဟုတ်လားစိတ်ဖြူစင်တန်ရှင်းသိနိုင်မြင်နိုင်စွာအားကြီးလို့ဘယ်ထိနောက်ဆုံးသိသွားမှာတော့နိဗ္ဗာန်ချမ်းသာပြီးသိမယ်အဲ့ဒီကြမှာဒုက္ခတကယ်ငြိမ်းမှာနော်ဒီအကျိုးရလဒ်အဆုံးဆုံးအကျိုးရလဒ်မရသေးခင်မှာဈာကာလမှာလောကီကိုအများကြီးအကျိုးရလဒ်တွေရှိရနော်ဒါတွေရောဘုန်းဘုန်းတို့အခြေအနေကအသေးစိတ်ပြောတာနော်အပေလေးပါစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကသူသည်စိတ်ကိုလွတ်တတ်ဆင်းရဲပွားမှုစိတ်ကိုထိအင်းကြီးနိဗ္ဗာန်ကြီးဟုတ်လားငယ်တော့ကတော့အလွန်ကိုပြောလို့ကောင်းတဲ့အကြောင်းအရာလေးပေါ့အခုလည်းပဲသူကပြောလို့ကောင်းနေသေးပဲဟုတ်လားစိတ်ကိုဖြူစင်တန်ရှင်းအောင်ထားခြင်းဟာအရာအလုံးကောင်းအောင်လုပ်လိုက်တယ်ပဲဒီကနေ့။ဆိုအကုန်လုံးကဒီစိတ်ကိုပဲဘုန်းဘုန်းတို့အခြေခံနေတာကိုဟုတ်ရဲ့လား။အဲ့လိုဆိုရင်ဘုန်းဘုန်းတို့တရားရဲ့နောက်ဆုံးပိုင်းလေးသွားအောင်နော်။ဒီလောက်အရေးပါတဲ့စိတ်ကိုဖြူစင်တန်ရှင်းအောင်ထားတဲ့ကိစ္စဘယ်လိုနည်းလမ်းကိုအသုံးပြုပြီးတော့ဒီစိတ်ကိုဖြူစင်တန်ရှင်းအောင်ဘုန်းဘုန်းတို့ကြိုးပမ်းအထောက်ကြတော့ဆိုတဲ့အပိုင်းဟုတ်လား။ဒါကိုလည်းအနှစ်ချုပ်ပြီးတော့လုံးနဲ့ပြောမယ်ရှင်။တတိပဋ္ဌာန်နည်းလမ်းကိုအသုံးပြုပြီးတော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဖြူစင်တန်ရှင်းအောင်ကြိုးစားကြပြီ။ဒါလည်းပဲမြတ်စွာဘုရားခိုင်မာဟောထားတယ်နော်။ဧကာယနောယဘိက္ခွေမေဃောတတ္တနဝိသုဒ္ဓိယဒီရစလာတယ်နော်။မဟာသတိပဋ္ဌာန်သုတ်တန်ကြီးကိုဟောတဲ့နေရာမှာသတိပဋ္ဌာန်တရားကိုဘယ်လိုကြိုးပမ်းအထောက်ရတယ်ဆိုတဲ့နည်းလမ်းပိုင်းတွေကိုအသေးစိတ်မပြောသေးခင်မှာစရဲ့ဏိဒံဘာကိုရင်စပြောတယ်ဒီသတိပဋ္ဌာန်တရားကိုကြိုးစားအထောက်ရင်ရရှိမဲ့အကျိုးကျေးဇူးကိုရင်စပြောတယ်နော်အဲ့ဒီအကျိုးကျေးဇူးမှာလည်းပဲဘယ်အကျိုးကျေးဇူးကိုခေါင်းကောက်ပြီးတော့အရင်ပြောလို့ဆိုတော့တတ္တနာဝိသုဒ္ဓိယသတိပဋ္ဌာန်တရားပွားများကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကိုအဲ့ဒီသတိပဋ္ဌာန်တရားကပဲအဲ့ဒီလူပွားများနေတဲ့သတိပဋ္ဌာန်တရားကပဲဖြူရှင်တန်ရှင်းအောင်ဆေးကြောပေးလိမ့်မယ်လို့ပြောတာအဖြစ်တွေ့ရနော်စိတ်ကိုဖြူအောင်ဘုန်းတို့ဘယ်နည်းလမ်းကိုအသုံးပြုမလို့သတိပဋ္ဌာန်နည်းလမ်းကိုအသုံးပြုပါတတ္တနာဝိသုဒ္ဓိယဒီလိုပါဠိလေးတွေကို
နော်အခြေခံကြားတဲ့အရေးပါတဲ့ဒေသနာလေးတွေနှုတ်ထဲမှာတိုးနေလို့တရားနာရင်လည်းဒါမျိုးလေးတွေမှတ်ဗမာလိုအဓိပ္ပာယ်မှတ်ရုံနဲ့မကဘဲနဲ့မြတ်စွာဘုရားမူရင်းနှုတ်ကပတ်တော်မဂရဘာသာပါဠိစကားလေးတွေမလုပ်တော့ဘူးမှတ်ထားဖို့တော့နော်တတ္တာညာဝိသုဒ္ဓိနော်တတိပဋ္ဌာန်တရားဟာပေါ်များကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အဲ့ဒီတတိပဋ္ဌာန်တရားကပဲရှုရှင်တန်ရှင်းအောင်လုပ်လိုက်တယ်ရှုရှင်တန်ရှင်းဖို့အတွက်တတိပဋ္ဌာန်တရားဒီရှောင်းလန်းရမယ်ကြောင်းပြီးတော့လမ်းဖြစ်မူရင်းအဓိပ္ပာယ်ကတော့အဲ့ဒီတိုင်းလေးလားဧကာယနောယံဘိက္ခဝေမဂ္ဂောမဂ္ဂဆိုလမ်းဧကာယနာဆိုကြောင်းပြီးတော့လို့အကြံဉာဏ်လေးတွေရတယ်ဟုတ်လားစိတ်ဖြူစင်တန်ရှင်းရတန်ရှင်းကြတဲ့ပုဂ္ဂိုလ်ကြီးအတွက်ကြိုးစားအထောက်ရမယ်နော်နီလန်ဒီအဖြစ်ရှောင်းလန်းရမယ်လမ်းအဲ့ဒီလမ်းဟာဘယ်လမ်းလို့မြင်ပရိပဋ္ဌာန်တရားလို့ရှင်ပရိပဋ္ဌာန်တရားဟာကျုပ်ပိုင်းဆိုင်ရာကိုဘုန်းဘုန်းတို့အမှန်ကန်အောင်ပြီးအမှတ်ရနေတဲ့ကာယ ानु ပဒနာပရိပဋ္ဌာန်ရှိတယ်ခံစားမှုပိုင်းဆိုင်ရာရဲ့အပေါ်မှာအမှန်ကန်အောင်ပြီးအမှတ်ရနေတဲ့ဝေဒနာ ानु ပဒနာပရိပဋ္ဌာန်ရှိတယ်စိတ်ပိုင်းဆိုင်ရာအဆင့်အတန်းတွေအနေအထားမျိုးစုံတွေမမှန်ကန်အောင်ပြီးအမှတ်ရပြီးတော့နေဖို့သင်ကြားပေးထားတဲ့စိတ်ဓာတ် ानु ပဒနာပရိပဋ္ဌာန်ရှိတယ်နော်မြင်ရင်ကြားခြင်းတိုင်းရှုခြင်းစားတော့ခြင်းတွေ့ထိခြင်းတွေ့ကြံခြင်းအစရှိတဲ့နော်ကြောင်းကျိုးဆက်ဖြစ်စဉ်ဓမ္မသဘာဝလေးတွေအသေးစိတ်ဖြစ်ပေါ်ပြောင်းလဲနေတဲ့အနေအထားလေးတွေကိုအမှတ်တတိယပြီးတော့နော်နေဖို့သင်ကြားပေးထားတဲ့ဓမ္မ ानु ပဒနာပရိပဋ္ဌာန်ရှိတယ်ပရိပဋ္ဌာန်ဘယ်နှပါတော့၄ပါးဒါကိုဘုန်းဘုန်းတို့ထပ်ပြီးတော့အနည်းချုပ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ်ခန္ဓာမှာရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ဘယ်ဖြစ်ခြင်းတရားကိုမဆိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့နေတဲ့အလေးအကျင့်ကိုဒါပရိပဋ္ဌာန်အထုတ်တယ်လို့ပြောတာဟုတ်လားဒါထက်ရှင်းအောင်ဘုန်းဘုန်းတို့ပြောတတ်တော့ဘူးနော်ကိုယ်ခန္ဓာမှာဘာပဲဖြစ်ဖြစ်အဲ့ဒီဘာပဲဖြစ်ဖြစ်ဆိုတဲ့ဥစ္စာအလွန်ကျေပြန့်လာတယ်နော်အဲ့ဒီဘာပဲဖြစ်ဖြစ်ဆိုတာကိုအကျဉ်းကြီးနှစ်ပိုင်းပိုင်းလိုက်မယ်ဆိုလို့ရှိရင်ရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ဟုတ်လားရုပ်ဆိုတာဘာလို့ရုပ်တိတိရူပဟောက်ပြန်နေတဲ့သဘောကိုရုပ်လို့ပြောတယ်ဟောက်ပြန်နေဆိုတာဘာလို့ခုတစ်မျိုးတော့ကြတစ်မျိုးဖြစ်နေတာကိုပြောတယ်ဟုတ်တယ်မဟုတ်လားဒါရုပ်နာမ်ဆိုတာကြတော့သူက၄မျိုးပိုင်းပြီးတော့အကျဉ်းမြင်နားလည်ရမှာနော်ကိုအကြောင်းကိုနားလည်တာဟာမြင်လို့စရာအကောင်းဆုံးကုသိုလ်ကြီးနော်တကယ်တမ်းဟုတ်လားဘုရားအကြောင်းကိုနားလည်မှုရှိတာဟာအမြင့်မြတ်ဆုံးကုသိုလ်ဖြစ်တယ်လို့အမြတ်လို့ဆုံးမြင်လို့စရာအကောင်းဆုံးကုသိုလ်ပဲအဲ့ဒီကုသိုလ်အားနေနေလို့ဘုန်းတို့ဆင်းရဲတာအဲ့ဒီကုသိုလ်အားနေနေလို့ဆင်းရဲတာမလွတ်ဘူးဟုတ်လားတော့နန္တရားကိုဘုန်းတို့အကျဉ်းပြဘယ်ပိုင်းတော့ပချမ်းနာနေနော်၄ပိုင်းခန်းစားကြည့်တယ်မကောင်းနေမကောင်းဘူးကြိုက်တယ်ကြိုက်ဘူးရဲ့အခြေခံအကြောင်းတရားလို့ပြောရမယ်ကောင်းတယ်မကောင်းဘူးခံစားတယ်မခံစားဘူးဒါပါတော့ဒုက္ခဒုက္ခနော်အနန္တရားဟုတ်လားဒါပါပဲညာပဲစိတ်ထဲမှာautomatic မှတ်ထားတယ်ဘုရောကမှတ်ထားတာလေးနဲ့ပေါင်းပြီးတော့တခါတည်းရှုပ်ထွေးနေအောင်ဘုန်းတော်မှတ်သားထားတဲ့အစုဝေးကြီးလေးရှိဟုတ်လားအကောင်းဆုံးအမျိုးမျိုးမှတ်သားထားတယ်ဘုန်းတို့ရဲ့တုံ့ပြန်နေမှုတွေကအဲ့ဒီမှတ်သားမှုအခြေသင်ညာပေါ်မှာပဲအခြေခံပြီးတော့တုံ့ပြန်ဟုတ်တယ်ပေါင်းလို့ချလိုက်မကောင်းမှုတွေဟုတ်တယ်လို့တုံ့ပြန်ပြလိုက်သင်ညာမှာအခြေခံတယ်နော်ကိုယ်လည်းကျေပြန်လုံးလို့မြတ်စွာဘုရားနံပါတ်ခန္ဓာအစုဝေးတစ်ခုအနေနဲ့သင်္ညခန္ဓာလို့ပြောတာဟုတ်လားဝိညာဉ်ခန္ဓာသင်္ညခန္ဓာပြီးတော့ပါလားနော်သင်္ခါရခန္ဓာနော်စေတနာတိုက်တွန်းနှိုးဆော်မှုစေတနာကောင်းဆောင်တဲ့နော်စေတသိက်တရားတွေရဲ့အစုသင်္ခါရတရားလွယ်လွယ်လေးနားလည်အောင်ပြောရင်တုံ့ပြန်နေတဲ့သဘောတွေသင်္ခါရတရားကနားလည်ရဘုန်းတို့စိတ်ကအခြေခံအဖြစ်ဒီဝေဒနာတွေပေါ်မှာသင်ညာတွေပေါ်မှာအခြေခံပြီးတော့တုံ့ပြန်နေတာကြိုက်စရာကောင်းတဲ့ခံစားချက်တွေနဲ့ဆိုရင်ဘုန်းတော်လောဘနဲ့တုံ့ပြန်ဆွဲမဲ့မှုနဲ့တုံ့ပြန်ဆက်စုပ်စရာကောင်းတဲ့ကြောင်းဝဲဖွယ်ရလို့ကိုယ်စိတ်ထဲမှာထင်ထားတဲ့ဒုက္ခဝေဒနာတွေနဲ့တွေ့ရင်တော့ဘယ်လိုဘုန်းတော်တုံ့ပြန်တော့နော်ဒေါသနဲ့တုံ့ပြန်တာနော်လောဘဒေါသပဲတကယ်တမ်းအဲ့ဒါသင်္ခါရတရားဆိုတာလောဘဒေါသတွေကိုပြောနေဟုတ်လားဒါကဝေဒနာနဲ့ပတ်သက်ပြီးတော့တုံ့ပြန်မှုလေးပညာနဲ့ပတ်သက်ပြီးတော့လည်းတုံ့ပြန်နေတာကောင်းတယ်လို့မှတ်ထားတာလေးနဲ့တွေ့ကြုံလာပြီရှင်ပါပြုံးနေတာဟုတ်လားမကောင်းဘူးလို့မှတ်ထားတာလေးနဲ့ဘုံတို့တွေ့ကြုံလာပြီရှင်မဲ့နေတယ်ဒါကြောင့်မလို့လူတယောက်ကကိုယ်မုန်းနေတယ်ကိုယ်ကလည်းသူ့ကိုမုန်းတယ်ဒီလူကိုကောင်းဖို့မကောင်းဘူးအဲ့လူရုပ်ပါလို့ထင်တာအဲ့ဒီလူမြင်လိုက်တာနဲ့ဘာဖြစ်သွားလဲစိတ်ထဲမှာခံရတဲ့ခက်သွားတယ်မှတ်သားတာလေးတစ်ချိန်တော့သူအခုရုပ်ရင်းမှရုပ်မှနော်ဒါပေမဲ့ကိုယ်တစ်ချိန်တော့ရုပ်ထားတဲ့
လူရုပ်မှာဆိုတဲ့ဒီစိတ်ကခွာကိုမခွာဘူးဘယ်တော့မှခွာတော့ကတ်ထားတာလို့ဟုတ်လားဒီကအဲ့ဒီစိတ်ဒီကတ်ထားတာသင်ညာကတ်ထားတာအဲ့ဒီစိတ်ကတ်ထားတဲ့အခါကျတော့ကိုကအဲ့ဒီလူမမြင်တော့ဘူးလူရုပ်မှာလို့ပဲမြင်တော့အဲ့လိုလူရုပ်မှာလို့မြင်တဲ့အခါကျတော့ဘယ်လိုတုံ့ပြန်မလဲဒေါသနဲ့တုံ့ပြန်မှာပေါ့ကောင်းနေတဲ့စိတ်ကတ်ထားတဲ့လူကျတော့ဘယ်လိုတုံ့ပြန်မလဲအပြုံးနဲ့လောဘနဲ့တုံ့ပြန်မှာပေါ့အဲ့ဒီတုံ့ပြန်မှုတွေကိုဘာလို့ခေါ်မလဲအကျဉ်းများသင်္ခါရဟုတ်လားသင်္ခါရတရားကြီးဘယ်တုံ့ပြန်မှုမှအနှစ်သာရတော့မရှိဘူးတကယ်ရသူ့ကိုသင်္ခါရတရားကိုမြတ်စွာဘုရားနဲ့ဥပမာပေးတော့ငါပြောလို့နဲ့ဥပမာပေးရနော်ဟုတ်တယ်မဟုတ်လားရုပ်ကိုကြတော့ဘာနဲ့ဥပမာပေးကြားလို့တော့တရားစစ်တယ်ပေါ့ရုပ်ကိုကြတော့ဘာနဲ့ဥပမာပေးရဒီလောက်အခြေခံကြတဲ့ဒေသနာတွေကိုမိမပြစ်တဲ့ဘူးနော်ရုပ်ကိုဘာနဲ့ယူပန်ရည်ညုတ်ဥပမာယူပန်ဤရုပ်ရည်ညုတ်တံဟုတ်ကဲ့စာရီတိုးလာပြီတဲ့ဟုတ်လားဝေဒနာဆက်ရေဘွက်တန်တန်ရုပ်ကိုကြတော့ရေမြုပ်တုံးကြီးဘုန်းတို့ညစ်ပတ်နေတဲ့မိုးကမှရေမိုးရွာတဲ့အခါမှာဒီမြေကြီးဩလာတွေဘာတွေညစ်ပတ်တွေအကုန်လုံးရောတဲ့အခါမှာဒီရေကအရှိန်နဲ့ရှားတဲ့အခါအဲ့ဒီဆက်ပြတဲ့ပုံမျိုးပေါ့နော်ညစ်ပတ်နေတာတွေနဲ့ရေရဲ့အရှိန်နဲ့လို့တဲ့အခါကျတော့ဘူပေါင်းသေးသေးလေးတွေရှုဘူပေါင်းလေးတွေကတကယ်စီလေးတွေဟုတ်လားအဲ့ဒီဘူပေါင်းသေးသေးလေးတွေဆူတော့လည်းဘာဖြစ်လဲဒီမြုပ်တုံးကြီးဖြစ်သွားတယ်ဒီမြုပ်တုံးရဲ့ဝေရနေကြည့်အမလေးအဆိုင်ခဲကြီးပူကြီးနော်တေချာတော့ကြည့်တော့မှရေရဲ့အရှိန်နဲ့ခါနဲ့တီဆောင်းနေတဲ့အမြုပ်ကလေးကလည်းတီဆောင်းနေတာပလပလနဲ့ဖြစ်နေတာအဲ့ဒါတေချာကတ်ကြည့်ဟုတ်လားဖြစ်ပြီးတော့တို့လည်းတီဆောင်းတာဟိုဘက်ဖျားအောင်ပါဖြစ်နေတော့ပေါက်နဲ့ပြောင်းနေတာဖြစ်တဲ့ဟာဖြစ်တယ်ပြောင်းတဲ့ဟာပြောင်းနေတယ်အဲ့ဒီမြုပ်ကြည့်ဒါလေးအဖြစ်နဲ့အပြက်ကညှနေတဲ့အခါကျတော့ဘုံကမပြည့်ဘူးပဲဒီတိုင်းပဲထင်တယ်တကယ်ကြီးကတော့ဟုတ်လားဘုံတို့ခဏရအဲ့တိုင်းပဲနော်ရုပ်ကပါတော့ရေမြုပ်ဝေဒနာပါတော့ရေဘွက်ရေပြင်ပေါ်မှာအရှိန်နဲ့ရေကြောက်ကလေးကြာတယ်ဒီလိုတစ်ခုကြာတယ်ဝိုင်းကလေးအကွင်းလေးဖြစ်သွားရေတိုင်းအဝိုင်းကလေးကိုရေဘွက်လို့ပြောတာဝိုင်းကလေးထားစိတ်ထဲမှာခံစားမှုဆိုတာလိုင်းလေးထားတယ်တကယ်တမ်းအဲ့ဒီလိုင်းပါတော့ဖြည်းဖြည်းနဲ့ပြေသွားတယ်ကျဲပြီးတော့ပြေသွားတာနော်လိုင်းရမှာဖြစ်သွားတယ်ပြေသွားတဲ့တော့ရှိခံစားချက်ဆိုတာအဲ့တိုင်းကောင်းတဲ့ခံစားချက်ပဲဖြစ်ဖြစ်ဆိုးတဲ့ခံစားချက်ပဲဖြစ်ဖြစ်အစဖြစ်ကတော့ဝုန်းဖြစ်လာပြီးတော့ပြေသွားဘလောက်ကောင်းတယ်မြတ်စွာဘုရားပေးတဲ့ဥမာအဲ့ဒါလက်တွေ့နားလည်ဖို့လိုနေတာနားမလည်တဲ့အခါကျအရာမရှိဘူးနားလည်မှရတာရှိရုပ်ကပါတော့ရေမြုပ်ဝေဒနာရေပွက်သင်ညာကြတာပါလို့တန်ခတ်တယ်တန်ခတ်ကမြင်မှုမှအဲ့ဒါပြောလို့ပေါ့လားဟုတ်တယ်တရားဒီမကြီးတယောက်ကတန်ခတ်ကဘယ်ဟာပြောတာလဲဆိုတော့ तू ကနားမလည်ဘူးတန်ခတ်ဆိုတာကို तू သိကိုမသိဘူးအဲ့တော့သင်ညာကိုတန်ခတ်နဲ့ဥမာပြီးတော့တန်ခတ်ကဘာမှမသိတော့ तू ကတော့ကိုခံရခက်နေပုံရတယ်တန်ခတ်ကိုဘာမှမသိဘူးသူလည်းနားလည်အောင်မလဲရှင်းပြလိုက်တာဟုတ်လားဘုံမမြင်ဘူးလေအေးတန်တဲ့ကိုတကယ်ကြည်တယ်လို့ထင်တာနေရမ်းပူတဲ့အခါမျိုးမှာညီကြီးကထွက်တဲ့အမွှေးနဲ့ဘလူတွေဓာတ်ပြုတ်ပြီးတော့ဘလူတွေမျက်စိကိုတည်သားသွားလဲတော့အရှိမှမထုတ်တတ်ဘူးဒါပေမဲ့စိတ်ထဲမှာတော့တကယ်ကြီးလေးထင်ပြီးတော့ဘုံမပိဋိလာနေလို့ဟိုဘက်အောက်တော့ဘက်သွားတော့အားတော့ရက်ပြီးတော့ကြည့်ရတယ်အရှိကကြီးကတော့ဘယ်လုံးမှလည်းမဟုတ်ပြီးတော့နော်သင်ညာမှတ်သားမှုဆိုတာအဲ့ဒီတန်လှက်နဲ့ပြောဟုတ်လားသင်္ခါရကျတော့ခုနသင်္ခါရပြောနေတဲ့စကားအဲ့ဒီရောက်သင်္ခါရပါလဲမပြောတော့နဲ့တစ်ပတ်ခွာလဲအကာပဲတစ်ပတ်ပတ်တဲ့အကာပဲဆိုတာဟုတ်လားအားနဲ့မှမရှိဘူးနောက်ဆုံးပါကျန်လာတယ်ဝိညာဉ်နံတရားတွေမှာခေါင်းဆောင်ကြီးဆရာကြီးသူ့ကိုဒေသနာရတော့နောက်ဆုံးမှဟောတာဒါပေမဲ့သူကခေါင်းဆောင်တကယ်တမ်းကမနောပုပ္ပေကမဓမ္မမနောတစ္ဆာမနောမေနံတရားတွေကစိတ်ကစိတ်ဝင်ရင်ခေါင်းဆောင်ပြောဝိညာဉ်ကိုကြတော့ဗာပြောတယ်မြတ်စွာဘုရားဝိညာဉ်မျက်နှာဆရာကြီးကဲဘုမတကယ်ဆရာကြီးနော်ဟုတ်လားစိတ်ရတဲ့သားချက်တွေနဲ့ဘုံတို့သွားနေတာကြီးနော်ဒါပါတော့ကိုအကြောင်းကိုသိအောင်မြတ်စွာဘုရားနော်ဒီဥပမာလေးတွေမပါဘဲနဲ့ပြောမယ်ဆိုရင်ဆိုလိုရင်းအိဗယ်ကိုဘုံတို့ခက်ခက်ခဲခဲနားလည်အောင်ကြိုးစားမြတ်စွာဘုရားလည်းအရန်ကိုခက်ခက်ခဲပြောရမှာသိလားဥပမာလေးတွေနဲ့ပြောလိုက်တဲ့အခါကျတော့ငါဘဝကြီးဒါမျိုးကြီးပါလားဟုတ်လားရေမြုပ်တုံးကြီးမှာပါတော့ရေဘွက်တည်းရဲ့နတန်နဲ့တည်းရဲ့မပြောတော့ရင်မျက်လက်ဆရာကြီးပိုင်းပြီးတော့နော်ဘဝဆိုတာပဲနော်ဘုရားဘုံမျိုးတရားတတိပဌာန်တရားချောင်းပြောနေတာဟုတ်လားကိုအကြောင်းကိုသိတာပါတော့အလွန်တန်ဖိုးကြီးတဲ့မျက်နှိုးစရာကောင်းတဲ့အလွန်မှလည်းမြင်မာတဲ့ကုသိုလ်ကောင်းမှုကြီးဟုတ်လားတတိပဌာန်တရားဆိုတာဒီအစုဝေးကြီးဒီတဘာဝတရားတွေဖြစ်နေတာအမှန်တိုင်းသိအောင်တတိထားနေတဲ့အလေးအကျင့်ဒါတတိပဌာန်တရားပဲပြောဒီအစုဝေးကြီးမှာပုဂ္ဂိုလ်တ attva ပါရမုတ်ဘုဒ္ဓရာ
ဘုန်းတော်ကအမြင်နဲ့တက္ကာလေးထိဟုတ်လားဒီလေးထိအနုတ္တရသဘောနေတယ်တိတ်နေတဲ့အခါကျဘလူမြင်လိုက်ပုဂ္ဂိုလ်တရားကြီးထင်နေဟုတ်တယ်မို့လားအဲ့ဒီအထင်တွေကိုကိုင်းဒီတိုင်းစိတ်အတွေးလောက်နဲ့သူကပျောက်ပြက်သွားမှာမဟုတ်တက္ကာလေးထိကိုမြတ်စွာဘုရားလွယ်လွယ်နဲ့ပယ်နိုင်လိမ့်မယ်လို့မဟုတ်ဘူးနော်နှုတ်ပြရမယ်ဆိုအမြင့်ဆွဲနေလို့နှုတ်ခိုင်းတာမြတ်စွာဘုရားအတ္တလူဒိဋ္ဌိဝိဇ္ဇာအတ္တဒိဋ္ဌိကိုပယ်နှုတ်ရတပွဲပေါ်မှာရှိတဲ့ပစ္စည်းကိုနှွှမ်းချလောက်တော့ဖယ်ပြစ်လောက်လွယ်တာမဟုတ်နော်ဒီထဲမှာအဝေယပင်ရဲ့အမြင့်မျိုးတော့အရှိအဝေယပင်အမြင့်အလွန်ရှိတာပဲဟုတ်လားအဲ့ဒီအမြင့်ကိုဆွဲနှုတ်တယ်လို့မျိုးဘုန်းဘုန်းတို့မှာခဲကြိုးစားတယ်တတတရားလုံးဆွဲလာတယ်ဆွဲတယ်နော်အဲ့ဒါဘယ်နည်းနဲ့ဘုန်းဘုန်းတို့နှုတ်တတိပဋ္ဌာန်နည်းနဲ့နှုတ်ရကိုအထင်မှားနေတာကဒီယုံနာရဲ့အပေါ်မှာပဲထင်မြင်လို့ထင်နေတဲ့သူကြောင့်အထင်မှန်နေတယ်ဆိုရင်ဒီယုံနာကိုပဲပြန်ပြီးတော့ဘုန်းဘုန်းတို့ဟာဝေဘာရတယ်စီစေးရတယ်ဆိုကြပါစို့ကွာဒီလူကလူဆိုကြီးဆိုကြပါစို့ဒါပေမဲ့ကိုယ်စိတ်ထဲမှာလူကောင်းလို့စွဲနေတယ်ဆွေးကြပါနောက်တော့တိကျနာတာလူတရားကိုလည်းပေါင်းလာနေကြပြီကောင်းလိုက်တာပြောလို့ကိုမပြီးတော့ချီးမွမ်းလို့မကုန်တော့လူကောင်းလို့ထင်ဒါပေမဲ့တကယ်စင်စစ်ပြောပါလူဆိုဟောဒါပေမဲ့လူဆိုလို့မသိဘူးလူကောင်းလို့ပဲထင်နေအဲ့လိုဆိုရင်အပြေမှန်ရအောင်တော့ဘုန်းဘုန်းတို့ကဘယ်သူ့ကိုပဲအချိန်ခံပြီးတော့ဝေဖန်မှာအဲ့ဒီကိုအထင်မှားနေတဲ့လူကိုပဲဘုန်းဘုန်းတို့ကဝေဖန်မှာရှိကြရတယ်အဲ့တော့ဘုန်းဘုန်းတို့မှားနေတာမသိနေတာမိုက်မဲနေတာဒီယုံနာအပေါ်မှာပဲမှားနေဒီယုံနာအပေါ်မှာပဲထင်ရင်လို့ထင်ပြီးတော့တွေးရင်လို့တွေးပြီးတော့ဖြစ်ချင်လို့ဖြစ်နေတာသိတယ်ဟုတ်လားဒါကြောင့်မလို့ဒါမှန်သွားအောင်ဆိုဘုန်းဘုန်းတို့ကဘယ်ပုံမှာပဲအခြေခံပြီးတော့အမှန်သိအောင်လုပ်အောင်ဒီယုံနာအပေါ်မှာပဲအမှန်သိအောင်လုပ်ကြသဘောပေါက်လားတတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲတကယ်တမ်းနော်ကိုပုံမှားနေတဲ့အမှားကိုကိုပြန်ပြီးတော့ဖြေမှန်ရအောင်ဖြေရှင်းနေတာကိုဖြေထားတဲ့ကြိုးကိုပြန်ပြီးတော့ဖြေတာပေါ့နော်ကိုမသိလို့မှားနေတဲ့အမှားကိုကိုပြန်ပြီးတော့နားလည်မှုနဲ့မှန်ကန်အောင်ကြိုးစားကိုမှားနေတဲ့အမှားသူများလာပြီးတော့မှောင်လုပ်ပြီးလို့မရဘူးသူများမှားနေတဲ့အမှားကိုလည်းကိုလည်းတော့မှောင်လုပ်ပြီးလို့မရဘူးကိုပဲတကယ်တမ်းကိုယ်တိုင်မှားနေတာကိုဒါကြောင့်တရားလုပ်တယ်ဆိုတာသူ့အတွက်ကိုလုပ်ပြီးလို့မရဘူးကိုယ်အတွက်လည်းသူလုပ်ပြီးလို့မရနော်အဲကြောင့်ဘုန်းဘုန်းတို့သတိပဋ္ဌာန်တရားအားထုတ်တယ်ဆိုတာဒီကိုအထင်မှားနေတဲ့ယုံနာအပေါ်မှာပဲနော်အထင်မှအမြင်မှဖြစ်ပေါ်လာဘာလို့ကိုယ့်ရဲ့လုံးချက်တွေဘာမှမပါပဲနဲ့အရှိအတိုင်းဖြစ်နေတာလေးကိုပဲဘုန်းဘုန်းဘာလို့လဲသတိထားဒါမြတ်စွာဘုရားဘုရားစတင်ပြီးတော့ကာယ ानु ပဒနာစတင်ပြီးနော်ဘုန်းတော်ခဏခဏပြောပြပါတယ်ဟုတ်လားအဲ့ဒီကာယ ानु ပဒနာမှာတော့ဘုရားစတင်တော့စလုံးကြီးစဘုရားစလို့အာနာပါနာစဟုတ်လားကိုယ့်ရဲ့ယုတ်ကာယကြီးကိုကြည့်လိုက်မျက်စိတဲ့အတိုင်းကြည့်လိုက်ဟုတ်လားဘာလို့ရင်စပြီးတော့မြင်လို့ဆိုလှုပ်ရှားနေတဲ့အချိန်နဲ့အမျှဘာကြောင့်လှုပ်ရှားနေတာတော့ကိုငြင်လေးထိုင်နေတာဘာကြောင့်လှုပ်ရှားနေတာဒီဝင်လေထွက်လေကြောင့်လှုပ်ရှားနေတာဟုတ်လားလှုပ်ရှားနေတာတကူလုံးကိုလှုပ်သွားတာကိုမြင်အောင်ကြည့်လိုက်ဟုတ်လားဒီဝင်လေထွက်လေကြောင့်ခန္ဓာကိုယ်မှာကိုယ်စိတ်တည်ငြိမ်မှုရှိရင်ရှိသလောက်ဘယ်အတိုင်းတာထိရိုက်ခတ်သွားတယ်ဆိုတာမြင်လို့ရတယ်လေလေးကိုအားရအောင်ရှုကြည့်လိုက်စိတ်ပိုင်းဆိုင်ရာကတောင်းလဲသွားတာရုပ်ပေါ်မှာတော့ရိုက်ခတ်မှုရှိတာမဟုတ်ဘူးစိတ်ပေါ်အထိကိုသွားပြီးရိုက်ခတ်တယ်အားရပါရရှုကြည့်လိုက်ရှင်းတတ်တာခန္ဓာကိုယ်သူရခြင်းနဲ့အောက်ဆီဂျင်ဓာတ်ကိုပြီးဝါရလိုက်ဟုတ်လားထွက်လေထွက်တဲ့အခါဘယ်လိုလုပ်ပေါ်ပါသွားတယ်စိတ်ခံစားချက်တွေအထိရိုက်ခတ်သွားပုံကိုပြောတာနော်မလိုလားအပ်တဲ့အစိတ်အတောက်တက်တွေကိုထုတ်လိုက်ရတော့ဝန်တို့ကိုယော့သွားဟုတ်လားလိုတာယူမလိုတာထုတ်လေပတ်အောင်လုပ်နေရအစာဟာစားရဲဆိုတာလည်းဒီသဘောပဲရေတောက်တယ်ဆိုတာလည်းဒီသဘောပဲနော်လေးကျူတယ်ဆိုတာကျတော့အိုးပြီးတော့အချိန်လေးပါဖြစ်သွားစိတ်သွားဒါကြောင့်မလို့အချိန်စိတ်မြတ်စွာဘုရားသိအောင်ကြားမှာနော်ယာဂဒေါသမောဟဝင်ပေါက်မရအမြဲတမ်းဖြစ်နေတဲ့ဝင်ရင်းထွက်ခြင်းနော်အသက်ရှင်သန်ဖို့အတွက်ခန္ဓာကိုယ်ကြီးကသူ့ရဲ့မူရင်းအလုပ်ကြီးနှစ်ခုလုပ်နေတာဘုန်းတော်ကတော့နော်မြင်အောင်ကြည့်ယဟန္တာတိဖြစ်နိုင်တယ်နော်ဒီဟာကိုကြည့်နေလို့ရှိရင်အခက်တာကြည့်မနေဘူးနော်ဝင်လေထွက်လေကိုကြည့်မနေဘူးနော်ကြည့်နေအဲ့ဒီဥစ္စာဒါပဲတရားဆိုတာဇွဲရှိတဲ့လူရတာပဲတကယ်ကဘုန်းတော်တရားမရဘူးဘာဇွဲမှမရှိဘူးမရကိုယ့်ကိုနားလေဟုတ်လားဇွဲမရှိရင်မရဘာလို့ဇွဲရမရှိတာတော့ယုံကြည်မှုသိမရှိဘူးဟုတ်လားတနည်းပြောရလို့ရှိရင်ထိတ်လန့်မှုမရှိဘူး
ကြောက်အောင်နားအောင်မသိဘူးဘောကလုံးပြောင်းလုံးပဲဆိုတဲ့စိတ်လေးသိရှိဘူးဘောကိုပဲနားမနေတာဟုတ်ကြောက်เสียလို့နားမတေအောင်ပေါင်းလည်းဖြစ်မှာပဲကြောက်เสียလို့တွတ်တော့မှာဟုတ်လားအဲ့တော့ဘာလို့ဘုံတို့ခုပြောနေတာတတိပဋ္ဌာန်တရားဘယ်အစသင်ပြီးတော့ကာယ ानु ပဒနာပဋိပဋ္ဌာန်အစသင်ပြီးတယ်အဲ့ဒီမှာတော့ဘယ်အစတော့အာနာပါနအစသင်တယ်အများကြီးလေ့လာစိတ်ကိုဖြူစင်အောင်ကြိုးစားအားထုတ်ဖို့နော်ရည်ရွယ်ချက်ရှိလာပြီဒါအရေးကြီးတယ်လို့နားလည်လာပြီဆိုတဲ့ပုဂ္ဂိုလ်ဟာတတိပဋ္ဌာန်တရားကိုနားမလည်လို့ဖြစ်ကိုမဖြစ်ဘူးတတိပဋ္ဌာန်တရားကိုနားမလည်ဘဲနဲ့ဒီလိုစိတ်ကိုဘယ်နည်းနဲ့မှဖြူစင်အောင်မရှိကြောနိုင်ဟုတ်လားဒါကြောင့်ဘုန်းတော်ဒါတရားရဲ့နော်နောက်ဆုံးအပိုင်းဘယ်လောက်ကြာသွားပြီတော့တရားဟောတာဒီနေ့40ကျော်သွားတယ်နော်စောစောပြတ်သွားတဲ့အပိုင်းဘယ်လောက်များရှိထားပါတော့45မိနစ်လောက်တော့ရှိပြီလို့ထင်နော်အဲ့တော့ဘုန်းတော်အပိုင်းတစ်ပိုင်းနော်ဒီနေ့ညပြော3ပိုင်းဖြူအောင်စိတ်ကိုထားအစိတ်တပရိယောတပနံဒီဒေသနာနဲ့ပတ်သက်ပြီးတော့စိတ်ကဘာကြောင့်မဖြူရတာတော့ညင်နွမ်းနေရတာတော့နော်စိတ်ကိုဖြူအောင်ထားလို့ဆိုတဲ့စကားရိပ်မှာမဖြူလို့သာနဲ့ဖြူအောင်ထားခိုင်းနေတာဟုတ်လားအဲ့တော့ဘယ်လိုနည်းနဲ့မဖြူနေတာတော့ဣတိလာတရားတွေကြောင့်ဖြူတာအဲ့ဒါဘုံဘုံတို့ဝိတ္တသုတ်တံကိုခြေခံပြီးတော့စိတ်ရဲ့ညင်နွမ်းကြောင့်တရားဘယ်နှမျိုးတော့ပြော18မျိုးအဘိဇာဝိတမလောဘဖြာပါဒဩဒပနာဟမက္ခပလာတအိတ္တာမရှိယမာယာတာတိယဓမ္မသာရမမာနအတိမာနမတ္တသမာဒအမေပါဠိတရားလေးတွေပြောလိုက်တယ်ဟုတ်လားအတိအကျလေးတွေဆိုတော့ပြောခဲ့ပြီနော်ဒါလေးကြောင့်စိတ်ဟာညင်နွမ်းနေရသည်ဒုတိယပိုင်းမှာပြောတော့ဘာကြောင့်စိတ်ကိုဖြူစင်တန်ရှင်းအောင်ထားဖို့မြတ်စွာဘုရားတိုက်တွန်းတာလို့ဆိုမှစိတ်ဖြူစင်ရင်ဘလို့အကျိုးကျေးဇူးတွေဖြစ်ပေါ်လာမှာမဟုတ်လို့စိတ်ကိုဖြူအောင်အားခိုင်းရတာလို့ဘလို့လည်းဖြစ်ရမလို့ဖြစ်မလို့သိနိုင်မြင်နိုင်စွာအားကြီးအောင်လို့နောက်ဆုံးဝေထိသိမြင်မှာတော့နိဗ္ဗာန်ချမ်းသာကြီးသိမြင်တော့သစ္စာလေးပါသိမြင်သွားမှာဟုတ်လားသိပြီးမြင်ပြီးဆိုတော့မှအစဉ်တန်းရှိတာဘုရားတို့အစဉ်တန်းမရှိဘူးဘယ်အစဉ်တန်းနဲ့နေရတဲ့အထင်တော့သူတို့လည်းအစဉ်တန်းတက်ကုန်မတက်ဘူးအစဉ်တန်းတက်တယ်ဆိုတော့ဘာကိုပြောတာအရိယာဖြစ်တာကိုအစဉ်တန်းတက်တယ်လို့ပြောတာဘုသူပဋ္ဌာန်ရှိလို့အစဉ်တန်းမတက်ဘူးနော်ဟုတ်လားအတိညာဉ်ကြီးမှအစဉ်တန်းတက်သွားမှာဟုတ်လားအဲ့ဒီလိုမျိုးအတိညာဉ်ကြီးအောင်ဘာလို့ဖို့စိတ်ဖြူစင်တန်ရှင်းဖို့လို့ပဲကြည်လင်တဲ့စိတ်နောက်ကျတဲ့စိတ်လည်းဥပမာပေးတာနော်ဟုတ်လားကြည်လင်တဲ့စိတ်နောက်ကျတဲ့စိတ်ကိုကြည်လင်တဲ့ကြည်နောက်ကျတဲ့ကြည်နဲ့ဥပမာပေးတာဟုတ်လားစောစောပိုင်းကအဝတ်နဲ့ဥပမာပေးတာခုကခြေနဲ့ဥပမာပေးတာဒါဒုတိယပိုင်းနော်နောက်တတိယပိုင်းပါပြောတော့ဒီစိတ်ကိုဖြူစင်တန်ရှင်းအောင်ဘယ်နည်းလမ်းကိုအသုံးပြုပြီးတော့ဘုန်းဘုန်းတို့ဥစားကြတယ်စိတ်ဖြူစင်တန်ရှင်းဖို့အရေးကြီးပြီလို့နားလည်လာတဲ့နောက်မှာဘုန်းတို့ဘယ်နည်းလမ်းကိုအသုံးပြုတဲ့ဒီစိတ်ကိုဖြူစင်တန်ရှင်းကြောကြတယ်လျှော်ဖွတ်ကြတယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားဘယ်နည်းလမ်းကိုအသုံးပြုအောင်လို့တတိပဋ္ဌာန်ဒီလမ်းတတိပဋ္ဌာန်တရားဆိုတာကတော့ကိုယ်ဘဝအကြောင်းကိုနားလည်တတိဥစီပြီးတော့အလုပ်လုပ်တာဟုတ်လားဖြစ်နေတဲ့ဒိုင်းလေးပဲသိလုံးချက်တွေမထင်နဲ့နော်ဟုတ်လားသူဘာဖြစ်နေနေဖြစ်ချင်းအားဖြစ်တာသူ့သဘောအဲ့တော့သူ့တောင်းပြောရတယ်ဟုတ်လားဘုဒ္ဓဝါဘာဖြစ်နေတာကိုအသာလိုက်သိနေဖို့ပဲဒါအဲ့ဒါမှအဖြေမှရမှာနော်ခဏတော့လူတယောက်လူမျိုးကိုလူကောင်းထင်တယ်အဲ့လုံးချက်တွေနဲ့ရှောင်းလို့အဲ့တော့သူဆိုးကောင်းကိုင်းဆိုးတယ်ကောင်းတယ်အစကလည်းဘာမှမတွေးသေးပဲနဲ့သူဘာလုပ်တယ်လဲဘယ်လိုသဘောတခုသာမျက်ခြေမပြတ်မျက်လုံးတောက်ထောက်တော့ကြည့်နေအေးဒါတော့သူ့ရဲ့သဘောကပေါ်ဖို့ပေါ်မှာပဲဟုတ်လားအဲ့တော့ယုံနာကိုအိဋ္ဌဒုက္ခအနတ္တလို့မြတ်စွာဘုရားဟောတယ်မြတ်စွာဘုရားဟောလို့အိဋ္ဌဒုက္ခအနတ္တဖြစ်သွားတာမဟုတ်ဘူးနော်သူ့ပင်ကိုယ်ကြီးကအိဋ္ဌဒုက္ခအနတ္တဖြစ်နေလို့မြတ်စွာဘုရားအဲ့ဒါကိုမြင်တော်မူလို့ပြောပြတာပဲရှိဟုတ်လားသစကနဥဘုံလို့ဘာလို့ရင်သိအောင်လို့ဒီနေ့တော့ပြောတယ်နော်သဘာဝလက္ခဏာကိုသိအောင်လို့နော်ပြီးရင်တော့ကာမညာလက္ခဏာသိလာလိမ့်မယ်ဒီသဘောလေးဟုတ်လားတတိပဋ္ဌာန်တရားဖြင့်ကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်ရှင်းပြောကြရတယ်ဒါပါတော့တတိယပိုင်းဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့အမေရိကလူတွေနော်စပြီးတော့ဘုန်းဘုန်းတရားဟောတဲ့အတွေ့အကြုံလေးနော်ဒီအလုံးမနှစ်သက်ရတဲ့ညှိုးရတဲ့ကျေပြည့်နဲ့နေတဲ့အတိတ်ပဲရှိတယ်ဘကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထခုလဲချမ်းသာနောင်ချမ်းသာမြတ်စွာဟောမိန်ထကောင်းလိုက်တဲ့နေကနော်ဒါလေးကိုဘုန်းဘုန်းတို့ရှုတော်မျိုးစုံကနေကြည်ပြည့်ပြည့်သိရင်သိသလောက်နားလည်ရင်နားလည်သလောက်အများကြီးစိတ်ထဲမှာကျင့်တတ်မှုနှစ်သက်မှုရပါလိမ့်မယ်ဟုတ်လားအလုံးမလေးနေတဲ့ဒေသနာတွေဟုတ်လားဒါကြောင့်မိမိတို့ရဲ့စိတ်ကိုဖြူစင်တန်ရှင်းအောင်ပြည့်ကင်းအောင်
သတိပဋ္ဌာန်တရားကိုပေါင်းများခြင်းဖြင့်ကျိုးစားအထောက်နိုင်ရပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့ဆုံးတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညာမြတ်နိဗ္ဗာန်ကိုမြတ်ထုတ်ချမျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း